Ranger 6ယောက်ဟာကျွန်းလစ်ဖက်မှု Barbaros ရဲ့နောက်ဆုံးကြိုးပမ်းမှုကိုခုခံတိုက်ခိုက်နေကြပါတယ်။ Mike ကအကောင်းဆုံးကြိုးစားတာရှိခဲ့ပေမဲ့ Barbaros ကအရက်သားများပြားကိုသူ့ရဲ့မော်စီပိုင်းတွေကိုဖမ်းဆီးသွားနိုင်ခဲ့ပါတယ်။အဲဒီနောက် Barbaros က Ranger တွေအားလုံးကိုတိုက်ခိုက်ပြလိုက်ပြီး Sabiri နဲ့အတူထွက်ခွာသွားခဲ့ပါတယ်။ Ranger တွေဟာ Captain Mutiny ရဲ့ကျွန်းစခန်းကိုဝင်ရောက်ပြီးအကျဉ်းသားအားလုံးကိုလွတ်ပေးနိုင်မဲ့နည်းလမ်းတစ်ခုရှာဖွေရမယ်လို့ဆုံးဖြတ်လိုက်ကြပါတယ်။ Mike ကအကြံတစ်ခုရရှိခဲ့ပါတယ်။သူကိုယ်တိုင်ဖမ်းခံပြီးစခန်းချီလိုက်သွားမယ်။ဒါမှသူကပိတ်မိနေတဲ့လူတွေကိုထွက်ပြေးလွတ်မြောက်အောင်ကူညီနိုင်မှာပါ။ Leo ကသူနဲ့အတူလိုက်ချင်ပေမဲ့ Mike ကသူတရားထွက်သွားရမယ်လို့ပြောခဲ့ပါတယ်။တကယ်လို့တခြား Ranger တွေပါလိုက်သွားခဲ့ရင်သူတို့လိုအပ်လာတဲ့အခါ Lights of Orion ကိုဆင့်ခေါ်နိုင်တော့မှာမဟုတ်ပါဘူး။မကြာခင်မှာပဲ Barbaros က Sabi တက်စုတစုနဲ့တိုက်ခိုက်မှုအသစ်တစ်ခုကိုဦးဆောင်လာခဲ့ပါတယ်။ဒီတစ်ခါမှာတော့ Barbaros ကိုဘယ်သူမှမတားဆီးခဲ့ပဲ Mike ကလည်းသူ့ကိုယ်သူအဖမ်းခံလူတွေထဲမှာပါဝင်ခွင့်ပြုလိုက်ပါတယ်။ Captain Mutiny ရဲ့ဂျိုပေါ်မှာ Mike နဲ့တခြားကြော်အသစ်တွေအားလုံးကိုတန်ကြိုးခတ်ပြီးကြောက်ရတဲ့နာတွေတူးဖော်ခိုင်းစေခဲ့ပါတယ်။အလုံးလုံးနေရင်နဲ့ Mike ဟာကြောက်မြတ်အလုံးလောက်မတူးနိုင်တဲ့အဖိုးကြီးတစ်ယောက်ကို Barbaros ချင်းချောင်းနေရကိုတွေ့လိုက်ရပါတယ်။ Mike ရဲ့ဘေးမှာအမျိုးသမီးငယ်တို့လက်ကျသွားခဲ့ပြီးသူတို့အပြစ်ပေးခံရမှာဆိုလို့ Mike ရဲ့အကူအညီကိုညှင်းပယ်ခဲ့ပါတယ်။နောက်ပိုင်းမှာ Mike ကသူတူးရသမျှကြောက်မြတ်တွေကိုအဖိုးကြီးကိုပေးလိုက်ပေမဲ့ Barbaros က Mike ရဲ့ဘုံအလုပ်ကိုတွေ့ရှိသွားခဲ့ပါတယ်။ Mike ကိုနမူနာပြအဖြစ်ပေးဖို့ကြိုးစားနေချိန်မှာပဲအမျိုးသမီးငယ်တို့က Barbaros ကိုတားဆီးလိုက်ပါတယ်။ Mike က Haley လို့အမည်ရတဲ့အဲ့ဒီအမျိုးသမီးကိုဘာကြောင့်ကူညီရတယ်လို့မေးတဲ့အခါသူမကအဖိုးကြီးဟာသူမရဲ့အဖိုးဖြစ်တာပြခဲ့ပါတယ်။ Caravasha ပေါ်မှာ Leo နဲ့ Kai တို့ဟာ Lost Galaxy ထဲကထွက်ခွာနိုင်မယ့်နည်းလမ်းကို Galaxy ပေါ်ထဲမှာရှာဖွေနေကြပါတယ်။ Kai ဟာ Deviant ကသူတို့ကိုဒီထဲကိုပို့လိုက်တဲ့ Kionda Spell ကိုတွေ့ရှိခဲ့ပါတယ်။ Leo က Kionda Spell ကိုဗျာမြန်လှန်နိုင်မယ့်နည်းလမ်းတစ်ခုကအဲ့ဒါကိုဗျာမြန်ရွတ်ဆိုဖို့ဖြစ်နိုင်ကြောင်းအကြံပြုခဲ့ပါတယ်။သူတို့စလုံးတွေကိုရွတ်ဖတ်လိုက်တဲ့အခါ Galaxy Book ဟာတုံ့ပြန်လာခဲ့ပါတယ်။ Kai ကနောက်ဆုံးစကားလုံးကိုပြောလိုက်တဲ့အချိန်မှာတော့စာအုပ်ဟာရုတ်တရက်စွမ်းအင်ဖြစ်ပြောင်းလဲသွားပြီးဗဒင်းမောင်းကနေပြတ်ထွက်သွားကပုံမှန်အကာသစီပြန်သွားနိုင်မဲ့ပေါ်တယ်တစ်ခုဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ Commander Stanley ဟာဆက်ချင်းပဲလမ်းကြောင်းပြင်ဆင်ဖို့အမိန့်ပေးလိုက်ပြီး Caravasha လည်းလွတ်မြောက်ရာဟီကိုစတင်ခဲ့ပါတယ်။ကျွန်းစခန်းမှာနေဝင်ချိန်ရောက်လာခဲ့ပြီးကျွန်းတွေကိုသူတို့ရဲ့အချုပ်ကားနဲ့သူကိုခေါ်ဆောင်သွားခဲ့ပါတယ်။ Mike က Haley ကိုဆွဲခေါ်ပြီးဘေးကိုရှောင်ထွက်လိုက်ပါတယ်။သူမရဲ့အဖိုးကသူတို့မမိအောင်စူညံလုပ်လိုက်တဲ့အတွက်အဖမ်းခံလိုက်ရပြီး Mike နဲ့ Haley တို့ကလွတ်မြောက်သွားခဲ့ပါတယ်။ Mike နဲ့ Haley တို့ကအဆောက်ဆွေပြီးတွေကိုတိုက်ခိုက်နိုင်ပြီးတော့တွေကိုခိုးယူကတခြားကျွန်းတွေကိုလွှတ်ပေးလိုက်ပါတယ်။ Astromega ရှိဟာဂျိုဘောကိုဆင်းသက်လာခဲ့ပါတယ်။ Kai က Mike ကိုပေါ်တယ်ပွင့်နေပြီဖြစ်ကြောင်းပြောခဲ့ပေမဲ့ Haley ကသူမအဖိုးသူတို့နဲ့အတူရှိမနေဘူးဆိုတာသဘောပေါက်သွားခဲ့ပါတယ်။ Haley ကသူ့အဖိုးကိုကယ်တင်ဖို့ချက်ချင်းထွက်သွားခဲ့ပါတယ်။ Mike ကသူ့ကိုတားဆီးဖို့ကြိုးစားခဲ့ပေမဲ့သူမကနားမထောင်ပဲပြစ်ထွက်သွားခဲ့ပါတယ်။သူတို့နှစ်ယောက်အဖိုးကြီးကိုတွေ့ရှိပြီးလွှတ်ပေးလိုက်ပေမဲ့ Mega ရှိစီပြန်သွားတဲ့လမ်းမှာ Barbaros ကပိတ်ဆို့ထားခဲ့ပါတယ်။ Mike က Haley နဲ့သူမအဖိုးရဲ့ရှေ့မှာပဲအသွင်ပြောင်းလဲပြီး Barbaros နဲ့ပြင်းထန်တဲ့တိုက်ပွဲတစ်ခုကိုစတင်ခဲ့ပါတယ်။ Mike က Barbaros အပေါ်တားဆီးရရှိခဲ့ပါတယ်။ Mega ရှိပေါ်မှာ Haley က Mike ပြန်မလာဘူးဆိုတာသတိထားမိလိုက်ပါတယ်။ Mega ရှိပြန်နေသွားတဲ့အချိန်မှာ Captain Mutiny ကရင်ကိုပြစ်ခတ်ဖျက်ဆီးဖို့ပြင်ဆင်လိုက်ပါတယ်။သူမပြစ်ခတ်ခင်မှာပဲ Mike ကသူ့ကြောက်ကို Magna Blaster နဲ့လှမ်းပစ်လိုက်ပါတယ်။ Mega ရှိလွတ်မြောက်သွားခဲ့ပြီး Captain Mutiny ကသူ့ရဲ့ဒေါသတွေကို Mike ပေါ်ပုံချကကြီးမားတဲ့ပေါက်ကွဲမှုတစ်ခုနဲ့ပစ်ခတ်လိုက်တဲ့အတွက် Mike ကဂျကမပေါ်ကနေနှုတ်ဆက်သွားခဲ့ပြီးသူ့ရဲ့ Magna Blaster ဆေးပါလည်းလွတ်ကျသွားကသတိလစ်ပြင်းထန်တဲ့ရက Demorph ဖြစ်သွားခဲ့ပါတယ်။ Deviant က Captain Mutiny ကို Caravasha ဟာပေါ်တယ်စီကိုဥတည်နေကြောင်းပြတဲ့အတွက် Captain Mutiny လည်းသူတို့လွတ်မသွားအောင်နောက်ကနေလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ Mega ရှိဟာ Caravasha ကအမြင်ပြန်လာခဲ့ပြီး Mutiny Castle ကလည်းနောက်ကနေလိုက်လာခဲ့ပါတယ်။ Mike သတိပြန်ရလာဖို့ကြိုးစားနေချိန်မှာ Magna Defender ရဲ့ဝိညာဉ်ပေါ်လာပြီးသူဟာပြန်လည်ထားရမှာဖြစ်ကြောင်းသူ့ရဲ့အကြီးမြတ်ဆုံးတာဝန်ကရှေ့မှာရှိနေသေးကြောင်းပြောကြားခဲ့ပါတယ်။ Magna Defender ဝိညာဉ်ကသူလုံနိုင်မှန်းသိတယ်လို့ပြောတဲ့အခါ Mike ကပြန်လည်ထားရလိုက်ပါတယ်။ Caravasha ဟာမကြသေးခင်ကအင်ဂျင်ပြဿနာတွေကြောင့်နှိပ်ကွေးစွာနဲ့ Portal စီကိုတွားပြေးလျားနေစဉ်မှာပဲ Portal ကစတင်ပိတ်လာတာကိုတွေ့လိုက်ရပါတယ်။ Mega ရှိပေါ်မှာ Ranger တွေ Caravasha နဲ့ချိတ်ဆက်ဖို့ပြင်ဆင်နေချိန်မှာ Haley က Leo ကို Mike ပြဆုံးနေကြောင်းပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲ Defender Torozov ဟာ Mega ရှိနဲ့ Caravasha ကိုကြက်တက်သွားပြီး Portal စီကိုရောက်ရှိသွားတာကို Leo ကတနှုတ်ဆောင်တွေ့မြင်လိုက်ရပါတယ်။သူ့ညီ Leo ရဲ့တားဆီးမှုကြားကပဲ Mike ဟာသူ့ရဲ့ Torozov ရဲ့စွမ်းအားလုံးကိုအသုံးပြုပြီး Portal ကိုပြန်ပွင့်လာအောင်အတင်းကျပ်တွန်းဖွင့်ထားခဲ့ပါတယ်။ဒါပေမဲ့ Portal ကထွက်လာတဲ့စွမ်းအင်တွေကသူတို့ကိုအခက်အခဲတိုက်ခိုက်သွားပြီးစက္ကန့်အနည်းငယ်ကြာမှာတော့ Torozov ကပောက်ကွဲသွားခဲ့ပါတယ်။ Leo ဟာ Mike သူ့ကိုယ်သူစတေးသွားဝင်ရတဲ့အတွက်ထိတ်လန့်တုန်လှုပ်သွားပြီးဝမ်းနဲ့ကြေကွဲစွာအော်ဟစ်လိုက်စဉ် Chrome ကသူ့ကိုထိန်းထားလိုက်ရပါတယ်။ Mega ရှိဟာ Caravasha ကိုပြန်လည်ရောက်ရှိသွားပြီး Mike ရဲ့စတေးမှုကြောင့် Colony ဟာ Portal ကိုဖျက်ဆီးဖို့အချိန်လောက်ရောက်ရှိသွားခဲ့ပါတယ်။ရင်အဖွဲ့သားတွေဟာပြင်းထန်တဲ့ဒုက္ခမှုတန်ကိုကြံ့ကြံ့ခံရင်းနဲ့စက္ကန့်အနည်းငယ်အကြာမှာတော့နောက်ဆုံးမှာပုံမှန်အကာသစီကိုပြန်လည်ရောက်ရှိသွားခဲ့ကြတဲ့အတွက်လူတိုင်းကစိတ်သက်သာရပြီးဝမ်းမြောက်သွားခဲ့ကြပါတယ်။ Leo ကလွယ်လို့ပေါ့။ Captain Mutiny ရဲ့ရဲလိုက်ကလည်း Portal ကိုဖြစ်ချော်လာနိုင်ခဲ့ပါတယ်။ Captain Mutiny က Galaxy အသစ်တစ်ခုလုံးကိုသိမ်းပိုက်ဖို့မျှော်လင့်နေခဲ့ပါတယ်။ဒါပေမဲ့သူဟာ Trekina နဲ့တိုးသားခဲ့ပြီး Trekina ကစစ်ချဝရကိုသူမသာအုပ်စိုးရမယ်လို့ကြေညာလိုက်ပါတယ်။သူမကအချိန်မဆိုင်းပဲ Scorpio Stinger ရဲ့လက်မောင်းအဆောင်ကိုအသုံးပြုပြီးရဲတိုက်ကိုညှက်ချပလိုက်ရာ Captain Mutiny နဲ့သူ့ဖွဲ့သားတွေအားလုံးပျက်စီးသွားခဲ့ပါတော့တယ်။အာကာသထဲမှာ Leo ဟာသူ့ရဲ့ချက်ချင်းမနဲ့ Mike ကိုအပူတပြင်းလိုက်လံရှာဖွေခဲ့ပြီး Mike ကိုအာကာသထဲမှာသတိလစ်ပြီးမျောနေတာကိုတွေ့ရှိခဲ့ပါတယ်။သူ့ကိုကောက်ယူလိုက်တဲ့အချိန်မှာ Leo က Mike ရဲ့ Magna Morpher ဟာလုံးဝပျက်စီးသွားပြီဖြစ်ကြောင်းတွေ့ရှိခဲ့ပါတယ်။ Caravasha စီကိုပြန်ခေါ်လာပြီးတဲ့နောက် Mike နိုးလာတဲ့အခါသူ့ကရင်ဘေးမှာ Leo နဲ့ Haley တို့ကိုတွေ့ရှိခဲ့ပါတယ်။ Haley ကသူမနဲ့တခြားသူအားလုံးကိုလွတ်မြောက်အောင်လုပ်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းပြောခဲ့ပေမဲ့သူမရဲ့စွမ်းအားတွေအားလုံးဆုံးရှုံးသွားတဲ့အတွက်တော့ဝမ်းနည်းမိကြောင်းပြောခဲ့ပါတယ်
မိုက်ကတော့ဘာကိုမှနောင်တမရခဲ့ပါဘူးဘာလို့လဲဆိုတော့လူတွေကိုကိုညီမှုကသာအဲ့ဆွမ်းအားရရဲ့မူလရည်ရွယ်ချက်ဖြစ်တယ်ဆိုတာသူသိနေလို့ပါပဲမက်ကနာဒဖန်နာရဲ့ဝိညာဉ်ဟာမိုက်စီကိုနောက်ဆုံးအချိန်ဖြစ်ပေါ်လာခဲ့ပြီးသူ့ရဲ့အမွေနှစ်ကိုဂိုလိတ်ကရှိထပ်ဆောင်ခဲ့တဲ့အတွက်ကျေးဇူးတင်စကားပြောကြားသွားခဲ့ပါတော့တယ်